မျိုးသမီးတစ်ယောက်ဟာသူ့အိမ်မျက်နှာကျက်မှာပြုတ်အာနေတဲ့အပြားချက်လေးတစ်ခုကိုမတော်တဆတွေ့သွားတယ်။ဒါနဲ့သူလည်းအားနဲ့ဆွဲဖွင့်လိုက်ရောမထင်မှတ်ပဲအနက်ရောင်အိတ်ကြီးတစ်အိတ်ပြုတ်ကျလာတာပေါ့။တိကျင်စိမ့်နဲ့ဖွင့်ကြည့်လိုက်တဲ့အခါအိတ်ထဲမှာရွှေတွေအပြည့်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။ဒါပေမဲ့ဒီအကြောင်းကိုသူ့ယောက်ျားကိုပြောဖို့သူမစဉ်းစားခဲ့ဘူး။အဲ့ဒီအစားရွှေတွေကိုခရီးဆောင်တစ်တာထဲပြောင်းထည့်ပြီးဘာမှမလိုချင်တော့တဲ့စိတ်နာနေတဲ့ကိုဝင်ဆောင်သေးတစ်ယောက်လိုဟန်ဆောင်လိုက်တယ်။ဒီအိမ်ကဘာပစ္စည်းမှမယူတော့ဘူး။ရှင်းနဲ့လည်းအဆက်အသွယ်အားလုံးဖြတ်မယ်လို့ပြောလိုက်တာပေါ့။တကယ်တော့ဒီအမျိုးသမီးဟာသူမပင်ပန်းပန်းစုဆောင်းထားသမျှငွေတွေကိုယောက်ျားဖြစ်သူရဲ့လုပ်ငန်းအတွက်ပုံအောပေးခဲ့တာပါ။ဒါပေမဲ့ယောက်ျားဖြစ်သူကစီးပွားတက်လာတဲ့အခါမှာတော့အပြင်မှာနောက်တစ်ယောက်နဲ့ဖောက်ပြန်ခဲ့တယ်။နောက်မိန်းမမှာကိုဝင်ရှိလာတာနဲ့တပြိုင်နက်သူမကိုဘာမှမပေးပဲအိမ်ပေါ်ကဆင်းခိုင်းပြီးကွာရှင်းဖို့လုပ်တော့တာပါပဲ။ဒါတင်မကသေးဘူး။သူမရဲ့မှတ်ပုံတင်ကိုသုံးပြီးအွန်လိုင်းကနေငွေတွေချေးထားသေးတာ။သူမမှာအကျွေးသိန်းထောင်ချီရှိနေပြီးနာမည်ပြက်နေပြီလို့လိန်ပြောခဲ့တယ်။သူမမှာရှေ့နေငှားဖို့တောင်ပတ်စံမရှိတော့ပဲလမ်းပိတ်သွားတဲ့အတွက်နောက်ဆုံးကိုတေချောင်းကြံဖို့အထိစူးစမ်းခဲ့ရတယ်။သူမရေထဲခုန်ချဖို့ခြေတလန်းအပြင်ထွက်လိုက်တဲ့အချိန်မှာပဲမမွေးသေးတဲ့သူ့ပိုက်ထဲကကလေးရဲ့အတန်ကိုရုတ်တရက်ကြားလိုက်ရတယ်။ကလေးကဘာပြောလဲဆိုတော့ပြီးခဲ့တဲ့ဘဝတုန်းကမေရေထဲခုန်ချပြီးတေသွားတဲ့အခါအဲ့ဒီလူယုံမာကဘာမှမဖြစ်ခဲ့ဘူး။သူကမိန်းမဆုံးလို့အရန်ဝမ်းနေနေတဲ့ယောက်ျားကောင်းတစ်ယောက်လိုဟန်ဆောင်ပြီးသူ့ကုမ္ပဏီရဲ့ရှယ်ယာဈေးတွေကိုတက်အောင်လုပ်ခဲ့တာ။နောက်ပြီးတော့သူကလော့ထရီကိုလည်းအပျော်ဝယ်ရင်းနဲ့ဘတ်3ဘီလီယံတောင်ပေါက်ခဲ့သေးတယ်။ဟိုမိမယုတ်ကလည်းမိစီကားရတဲ့အာမခံကြီးတွေကိုစိတ်ကြိုက်ဖြုံတီးပြီးမိရဲ့အယိုးပြတွေကိုတောင်အဲ့ဒီလူယုံမာနဲ့အတူလွှင့်ပစ်ခဲ့ကြတာတဲ့။ဒါကိုကြားလိုက်ရတော့အမျိုးသမီးကပို့ပြီးတော့စိတ်နာသွားတာပေါ့။သူမကအသက်ကိုအဆုံးစီရင်တော့မလို့ပဲ။ဒါပေမဲ့ကလေးကသူဟာအဲ့ဒီလူယုံမာပေါက်ခဲ့တဲ့ထီကနန်းတွေကိုမှတ်မိနေတဲ့အပြင်အိတ်ခမ်းမျက်နှာချက်ထဲမှာလည်းရွှေအိတ်တအိတ်ဝတ်ထားတာကိုသိတယ်လို့ပြောပြတယ်။အဲ့ဒီရွှေတွေကဟိုမိမယုံနဲ့ခရီးသွားဖို့ဝတ်ထားတာဖြစ်လို့သူတို့ကခိုးယူသွားရင်တော့အဲ့ဒီလူယုံမာကအပြင်ကိုထုတ်မပြောနိုင်ပဲကြိတ်ခံစားနေရမှာလို့ဆိုတယ်။ဒါနဲ့အမျိုးသမီးလည်းဘဝကိုပြန်ပြီးမျောလင်းချက်ရှိလာကရွှေကိုသွားရှာဖို့အိမ်ကိုချက်ချင်းပြန်ပြေးတာပေါ့။ရွှေတွေကိုတက်တာထဲထည့်နေတော့မှပဲအောက်ထပ်မှာယောက်ျားဖြစ်သူရဲ့အတန်ကိုကြားလိုက်ရတယ်။ဒါကြောင့်သူတိမသွားအောင်အိတ်ထဲကိုစာအုပ်အဟောင်းတချို့ထည့်လိုက်ပြီးမျက်နှာချက်ကိုမူလအတိုင်းပြန်ပိတ်လိုက်တယ်။ပြီးတော့ရွှေတွေထည့်ထားတဲ့တက်တာကိုကရင်အောက်ထိုးထည့်လိုက်ပြီးကျိုးတစ်ချောင်းကိုကင်ကဝမ်းနေပူဆွေးနေတဲ့ကိုဝင်ဆောင်သေးတယောက်လိုဟန်ဆောင်နေလိုက်တယ်။မျောလင်းထားတဲ့အတိုင်းပါပဲ။လူယုံမာကသူမကိုယွန်ရှာတဲ့အကြည့်နဲ့ကြည့်ပြီးကွာရှင်းစာချုပ်ကိုပြစ်ပေးတယ်။ဟိုမိန်းမမှာသူ့ကလေးရှိနေပြီဖြစ်လို့သူမကိုနေရာပေးရမယ်ပေါ့။အဲ့ဒီအချိန်မှာပဲဘိုက်ထဲကကလေးကပြိုးဝက်ချက်ကြီးတစ်ခုကိုထပ်ပြောပြပြန်တယ်။အဲ့ဒါကတော့ဟိုမိန်းမဘိုက်ထဲကကလေးဟာအဲ့ဒီလူယုံမာရဲ့ကလေးမဟုတ်ပဲရင်စရာနဲ့ရတဲ့ကလေးဖြစ်နေတာပါ။ဒါကိုကြားလိုက်ရတော့အမျိုးသမီးကပါဇက်ပိတ်ပြီးခိုးပြုံးလိုက်မိတယ်။သူ့ရဲ့ဝစ်ကြွေးကဒီလောက်မြန်လာလိမ့်မယ်လို့မထင်ထားခဲ့ဘူးလေ။ဒါနဲ့အမျိုးသမီးကအသေးကွဲဟန်ဆောင်ပြီးကွာရှင်းဖို့သဘောတူလိုက်တယ်။အဝတ်စားတစ်တာတွေကိုတဲပြီးအောက်ထပ်ဆင်းလာတဲ့အခါမှာလဲတန်ရောစင်ရှိနေတယ်လို့မျိုးရာသီဥတုအေးတယ်။အုတ်ထုတ်လေးဆောင်းသွားဦးဆိုပြီးပြောခဲ့သေးတယ်။သူမအိမ်ပြင်ထွက်တော့မဲ့အချိန်မှာလူယုံမာကသူမကိုတားပြီးအထုပ်ဘိုးတွေကိုစစ်မယ်လို့ပြောတယ်။သူမကတော့ရွှေတွေတွေ့သွားမှာကိုကြောက်ပြီးရင်တုန်နေတာပေါ့။ကံကောင်းတာကအဝတ်စားပုံကြီးကိုပဲတွေ့တဲ့အတွက်သူကစမစစ်တော့ပဲသွားပြီဆိုရင်ဘယ်တော့မှပြန်မလာနဲ့လို့ပြောပြီးလှည့်ထွက်သွားတယ်။ယောက်ျားဖြစ်သူလှည့်ထွက်သွားတာနဲ့သူမလဲရွှေတွေထည့်ထားတဲ့တစ်တာကိုဆွဲပြီးချက်ချင်းထွက်ပြေးတော့တာပါပဲ။အဲဒီနောက်မှာတော့သူမဟာကုန်တိုက်ကြီးတွေမှာစိတ်ကြိုက်ပတ်စံဖြုံးပြီးပျော်ပျော်ပါးပါးနေလိုက်တယ်။တလားကြာတဲ့အခါမှာတော့ကွာရှင်းလက်မှတ်သွားယူဖို့သူမမစောင့်နိုင်တော့ဘူး။ကွာရှင်းပြီးတာနဲ့သူမဟာအဲ့ဒီလူယုံမာထက်အရင်ဦးအောင်ထီရောင်းဆိုင်ကိုပြေးပြီးထီသွားဝယ်တယ်။ထီလက်မှတ်လေးရလာတဲ့အခါမှာသူမအရန်ကိုဝမ်းသာသွားတယ်။အဲ့ဒီအချိန်မှာပဲနှီးကွေးစွာရောက်လာတဲ့ယောက်ျားဖြစ်သူကသူ့မလက်ထဲကထီလက်မှတ်ကိုလူယူပြီးလှောင်ပြောင်တော့တာပေါ့။ဘာမှမပါပဲဆင်းသွားရလို့ယူသွားပြီလား။အတုံးမကျတဲ့ထီလက်မှတ်နဲ့ဘဝကိုပြောင်းလဲနိုင်မယ်ထင်နေတာလားဆိုပြီးတော့ပေါ့။ဒါရင်မကပဲဘိုက်ထဲကကလေးကိုပါဆဲဆူစော်ကားလိုက်သေးတယ်။ဒါနဲ့အမျိုးသမီးလည်းချက်ချင်းပဲသူ့ရဲ့ဝမ်းပိုက်အောက်ပိုင်းကိုလှမ်းကန်လိုက်တယ်။သူလဲကျသွားတဲ့အချိန်မှာသူမကထီလက်မှတ်ကိုပြန်လူယူလိုက်တယ်။အဲ့ဒီအချိန်မှာပဲထီကနန်းတွေကိုစတင်ကြေညာနေပြီးကနန်းတစ်ခုချင်းစီထွက်လာတိုင်းအမျိုးသမီးကပိုပြီးစိတ်လှုပ်ရှားလာတယ်။ပထမကနန်း6လုံးလုံးကသူမရဲ့လက်မှတ်နဲ့အတိအကျတူနေပြီ။အခုဆိုရင်နောက်ဆုံးတစ်လုံးပဲကြံပါတော့တယ်